ကျောင်းသူမလေးလူနာပိုင်းတစ်မနမလေးမီးဆိုအကြောင်းတော့အောင်မယ်ငါအရင်ဆုံးရေချိုးပါအောင်မယ်လာ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 တက်တိုက်မယ်ပြီးဆိုတော့အင်္ဂလိပ်စာလေးမယ်ဒီနေ့ကျတော့သူများရင်နဲ့တွားလို့အရောင်ကိုမင်းမင်းလေးပဲဝတ်သွားမယ်ဟုတ်တယ်ဒါလေးဝတ်သွားမယ်နားစားလဲစားပြပါဦးနောက်ကျနေပြီဆိုတော့အဲ့လွဲထုံပြတော့ဟိုမိုင်းရအကြောင်းမတက်ဘူးနဲ့တူတယ်မြင်တော့မြင်အကြောင်းလောက်ကြရမယ်ကျန်တော်နေပြီစရောက်တင်နေပြီပြန် sorry ပါသမီးနည်းနောက်ကျသွားတယ်အေးငါလေးတိတ်အေးနောက်ကျသွားလို့ပါအေးဟုတ်ပြီတော်ထိုင်နေတော့ဟုတ်ကဲ့ဆရာဒီ lesson ကိုတိချလို့နော်မလို့ရအောင်ကြားလားဟုတ်ကဲ့ဆရာဘာပြောမလို့လဲသမီးဆရာမနေ့ပြန်ကြလို့ရှိရင်လေးလိုက်ခီးသွားမှာစောကြဦးပဲချင်းလောက်သွားမယ်ဆိုတော့သမီးသိကြတယ်အဲ့ဒါကကြတော့ဟိုအင်္ဂလိပ်ဆရာမလာကြမှာသူ့ကိုမကြည့်နော်ဆရာကကြတော့မလိုက်ဘူးဆိုတော့ကြတော့အဲ့ဒါမသိဘူးလေဟုတ်ကဲ့ဆရာဒါနဲ့ဇောမလာသေးဘူးဟုတ်ကဲ့ဆရာသူကမရောက်သေးဘူးဆရာတော်ပါသေးလို့ချက်လို့တော်ပါသေးရဲ့အဲ့ဒါကြသူရှိသေးလို့ရလေဟုတ်ပြီတော့ထိုင်နော်ဟုတ်ကဲ့ဆရာဒီနေ့ကြောင်းလာကြတာရမီဖီးလေမလမ်ဒီတော့ကြောင်းဒီဖြစ်နေဟာရုံအောင်ကြားတခိုင်နေတယ်တော့ easy ကွာမှာကွန်ပျူတာနဲ့ဆက်နေအောင်မဟာယူရမထိုင်ကမှနမောထိုင်ကြမအောင်ရှိတော့ထိုင်နေတော့လေဆရာမအေးသမီးပြောရေးပေးစားပါလို့လေဆရာမဘာလို့မနေ့ကကြောက်လို့ရှင်လေးလိုက်ကြီးသွားမှာဆိုတော့ကြောက်လေးပဲချင်းနေဆိုတော့တီးကြတော့ပါမနေ့ကလေးလိုက်ကြီးကြတော့8ခွဲကျောင်းအရောက်ပေါ့နော်ကျောင်းအရောက်ဆိုရင်လည်းနောက်ကြတွေ့ရှင်တော့နည်းနည်းနိုင်ပဲတော့ဆောက်မယ်ခုနိုင်ပဲအတီးဆိုရှင်တော့သွားတော့မှာဟုတ်ကဲ့ဆရာမအေးဟုတ်ပြီနော်လက်ထန်ကြောက်လို့ရှင်တခြားလေးပြင်ဆင်ထားကြအောင်နော်โอเคပါဆရာမဟုတ်ပြီအေးတထိုင်ကြဟုတ်ကဲ့ဆရာမဒီလက်စချာလေးကြီးကြနော်
အဲ့ဒါကဆောင်းပိုင်းမှာလည်းပါမှာကြားလားโอเคပါဆရာမအေးတေချာတော့လောက်ကြโอเคဒါနဲ့ဇောကိုပြောရရှိတယ်နော်ရှင်တော့ကြာဘာရှင်လဲကွာမင်းမဟုတ်ပါဆရာမရောင်းတော့လို့ပါအေးအဲ့လိုလုပ်ပါโอเคမင်းနေကြောင်းလာတာပဲဘာလို့လဲဘာမှချစ်ပါဘူးဆရာမဒီတိုင်းပါပဲအေးဟုတ်ပြီဒါလေးတခြားလေးတော့လောက်ကြတော့နေလို့ဟုတ်ကဲ့မနေ့ပြန်လေးလာခီးကိုလိုက်မဲ့သူကဒါအကုန်လုံးလိုက်မှာလားဒါမဟုတ်လို့ရှိရင်တစ်ခွဲပေးလိုက်မှာလားအကုန်လုံးလိုက်မှာပါဆရာမအေးဟုတ်ပြီဟဲ့တော့ဇောတာတောက်ဆရာမပြောရရှိပြီတားလည်းမင်းနဲ့လိုက်ရနော်ဗျာဆရာမတားလိုက်ရမှာလားအေးရလို့လေဆရာမဟောင်းတားပလိုက်လို့မရဘူးလားအဲ့လေမရပါတော့မင်းရဲ့ပြေကြောင်းကျိုးလေးငါပြောပြသွားပြီးမင်းပြလေးလိုက်ပဲအဲ့မင်းအားလုံးမလိုက်ချင်တာလေဘာမှမဟုတ်ပါဘူးဆရာမမင်းဂိမ်းစောကြလို့မလားငါသိပါတယ်မင်းလည်းကွာတစ်ပတ်လောက်ထဲဖြတ်လိုက်ပါဘာမှမဖြစ်ပါတစ်ပတ်လောက်ထဲတော့မရဘူးဗျာတစ်ပတ်ကြီးတော့သွားလဲနော်ပြင်းဒီပြောတော့လေစောဆွဲကတော်တော်ပြင်းလာတယ်နော်ဟုတ်တယ်ပြင်းနေဟုတ်ပြီအဲ့ဆိုဒီနေ့ပြီးဒီနေ့ဝိတ်ကြလို့မလေးငါဆက်နေဝိတ်ကြပြီတာပါနော်ဟဲ့မဖြစ်နေလိုက်ခင်နော်အေးလိုက်ခင်မလိုက်ခင်မယ်ဟုတ်ပြီလိုက်ခင်ဖြစ်လို့လေဘာမှမပေါ့တော်တယ်နော်ဟာလိုက်ခင်မယ်တော်ပြီးပြီပြီးပြီဒါနဲ့လည်းပဲလက်တစ်ဆယ်ချက်လေးလူနာမြင်လဲနော်အဲ့ဒါပဲစုံနေရတယ်မဟုတ်ပါဘူးငါတီးလုံးလေးသဘောကျလို့အားကြောင့်အဲ့တီးလုံးလေးပဲစုံနေ